ဒီနေ့တော့ review ရလုပ်မှာမဟုတ်ဘူးဖုန်းစင်းနှုန်းတွေကိုလည်းပြောပြမှာမဟုတ်ပါဘူးဒီဗီဒီယိုကတော့ Infinix Note 30ကိုမှန်လဲရင်းနဲ့လူတိုင်း Infinix ဖုန်းတွေဘယ်လိုမှန်လဲလဲဆိုတာလေ့လာလို့ရအောင်ဒီဗီဒီယိုလုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်ဆိုတော့ဆရာကြီးတွေတော့ကြော်သွားနိုင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးတစ်ခုပဲစလိုက်ရအောင်ဆိုတော့မြင်တဲ့အတိုင်းပဲဒီကောင်တော့မှန်လေးကွဲနေပြီးတော့အစင်းချောင်းတွေလဲထားနေပြီသူ့ရဲ့နောက်ဘက်ကလပ်မှာလည်းနည်းနည်းတော့ကွဲထားတာတွေ့တယ်ဆိုတော့အရင်ဆုံးတပည့်တက်လေးအရင်ကတ်ပြီးတော့မှာပဲကျွန်တော်ခွာမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ခွာတဲ့ချိန်ကျရင်ကွဲနေတဲ့အပိန်းစားလေးတွေအပြင်ကိုကွဲထွက်မသွားအောင်လုပ်ပါ။ဒီညမှာဟီကန်ရှိရင်တော့ဟီကန်နဲ့ပူပေးပြီးခွာတာကပိုကောင်းတယ်။ကျွန်တော်ကတော့ဟီကန်နဲ့နည်းနည်းဝေးနေလို့ကျွန်တော်ဖရင်ပြားနဲ့930ကိုအသုံးပြုပြီးတော့ပဲခွာပြထားတာဖြစ်ပါတယ်။ခွာပြီးပြီဆိုရင်တော့ကျွန်တော်တို့စကူတွေကိုလည်းတခါတည်းဖြုတ်ထားပြီးတော့နောက်ကကော်တွေကိုလည်းတခါတည်းရှင်းထားလိုက်မယ်ဒီနေရာမှာကလော်တန်ရှင်းကလော်တန်နဲ့ခွာလို့ရပါတယ်ကျွန်တော်ကတော့လက်သေးကိုအသုံးပြုပြီးတော့ခွာလာတာပါဖင်ဂါဂျိုချီတာကိုတော့တတိထားပါကျွန်တော်အားနဲ့ခွာလိုက်မယ်ဆိုရင်ဖင်ဂါဂျိုကြီးပြတ်သွားနိုင်လို့ပါပြီးတော့ဘက်ထရီငုတ်ကိုလည်းအရင်ဆုံးဖြုတ်ထားလိုက်မယ်ဒါမှလည်းအန်ဒီရဲ့ကင်းပါပေါ့နော်ဆိုတော့ကင်မရာတီးကိုလည်းမိခံတိတ်နေနဲ့ကျွန်တော်ကတ်ထားလိုက်မယ်ဖုန်းကြီးမဝင်အောင်လို့ပါတော့ဘက်ထရီကိုခွာမယ်930လီထည့်ပြီးတော့ကလော်တန်နဲ့ကလော်ထုတ်မှာဖြစ်ပါတယ်ကလော်တန်ကတော့လွတ်တဲ့နေရာမှာထောက်ဖို့တော့အရေးကြီးပါမယ်အောက်ချမ်းကျိုးပြားရည်နဲ့လုံးဝထိလို့မရပါဘူးဆိုတော့ဒါတော့မန်လေးစခွာနေပါပြီတော့ဖလင်ပြားနဲ့ပဲကျွန်တော်ခွာသွားတာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာလည်းမိခံတိတ်လေးပတ်ထားလိုက်မယ်ကျွန်တော်တန်ရှင်းရေးလုပ်တဲ့ချိန်ကျရင်အမိတ်ဒီပိုင်ကင်မရာတီးထဲကိုဝင်သွားမှာဆိုလို့ပါမန်လဲတဲ့ချိန်ကျရင်အရေးကြီးဆုံးကတန်ရှင်းမှုနဲ့မန်ပေါင်ပေါ်ကဖုံနေမရှိဖို့အရေးကြီးပါတယ်မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကော်ကတ်တဲ့ချိန်ကျရင်ကော်ရီမစွဲတာမျိုးတို့မန်ခဏခဏပြန်ကွာနေတာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ဒီချာလေးရှင်းဖို့တော့လိုပါမယ်ဆိုရင်တော့မန်ဝယ်လာတာကိုဒီချာလေးစမ်းမယ်စီးကိုတော့ပြောင်းတော့မခွာထားသေးနဲ့ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီမန်တခုခုဖြစ်လို့အဆင်မပြေဘူးဆိုရင်တော့ကျွန်တော်တို့ပြန်သွားလဲလို့ရအောင်လို့ပါဒီစီးကတော့မန်စင်ပီမှပဲခွာပေါ့နော်ဆိုရင်ဆုံးစမ်းလိုက်မယ်ဆိုတော့မန်နီကကြာဆန်းနေလီပို့ပြီးတော့ကောင်းနေလီပါဟောတက်တယ်လုံးလို့ဆွဲကြည့်မယ်မန်တွက်လားမတွက်ဘူးလားဆိုတော့ဆွဲကြည့်မယ်စမ်းကြည့်မယ်ပိတ်ပြီးတော့ပြန်ဖွင့်ကြည့်မယ်โอเคအဆင်ပြေတယ်ဆိုရင်ကျွန်တော်တို့ပြန်ဖြုတ်ထားလိုက်မယ်ပြီးတော့ဒီထဲမှာပါတဲ့အရာတွေကိုခွာပလိုက်မယ် DSC ကိုလည်းကျွန်တော်တို့ခွာလို့ရပါပြီအဆင်ပြေပြီဆိုတော့အော်ကတ်တာကိုလည်းခွာထားလိုက်မယ်ဒီနေရာမှာမိခံတိတ်လေးကပ်ပေးတာကပို့ပြီးတော့စိတ်ချရပါတယ်
ဆိုတော့အပေါ်ကအားတွေကိုလည်းခွာထားလိုက်မယ်ဆိုတော့ကျွန်တော်သုံးတာကတော့ဒီ9000ကိုကျွန်တော်သုံးပါတယ်ဒီကောကတော့အရန်လဲအကောင်းစားမဟုတ်တယ်လို့အညံ့စားလဲမဟုတ်ပါဘူးဒီကောကအလေလက်ပါဆိုတော့အေချာလေးထည့်မယ်ကောကိုမိကန်တိတ်ကိုခွာလိုက်မယ်မန်ကိုချာလေးတင်မယ်သူ့နေရာနဲ့သူအဝင်ခွင်ကြဖြစ်အောင်ထည့်မယ်ပြီးတော့တစ်ခါလေးတန့်ရှင်းရေးပါတစ်ခါလေးလုပ်ပေးလိုက်မယ်ဒီကွင်းကတော့ကျွန်တော်စီးတာကတော့3ကွင်းမှာကျွန်တော်စီးတဲ့ပုံစံကအရန်လဲယူရှင်းတယ်လို့အရန်လဲထိရောက်ပါရဲ့โอเคဒါတနာရီလောက်ထားလိုက်မယ်โอเคတနာကြီးလည်းပြည့်ပြီဆိုတော့ကျွန်တော်တို့ပြန်ဖြည့်လိုက်မယ်ဆိုတော့မန်ရဲ့ကြိုးပြားအောက်ကိုကျွန်တော်နှစ်ဖက်တိုက်နဲ့ကတ်ထားပြီးတော့မန်ကြိုးပြားကိုတခါတည်းကတ်ထားလိုက်မယ်ပြီးရင်တော့ဘက်ထရီရဲ့နေရာကိုလည်းကျွန်တော်တို့နှစ်ဖက်တိုက်နဲ့ပဲဟိုတစ်ချောင်းဒီတစ်ချောင်းနဲ့ကတ်ထားပေးလိုက်မယ်ဒီရဲ့ဘက်ထရီကတ်မဲ့နှစ်ဖက်တိတ်ကကျွန်တော်တို့အောက်ချမ်းကြိုးပြားပေါ်တွေမှန်ကြိုးပြားပေါ်တွေလုံးဝတွားကတ်လို့မရပါဘူးနောက်တစ်ခါဘက်ထရီခွာတဲ့ချိန်ကျရင်အဲ့အောက်ချမ်းကြိုးပြားတွေတွားထိနိုင်လို့ပါဆိုတော့ဒါတီချာလေးပြန်စမ်းထားတာပါโอเคအဆင်ပြေတယ်โอเคအကုန်လုံးပြန်လုံးလိုက်မယ်ဒီနေရာမှာကျွန်တော်စကူလေးထည့်ပြီးတော့တခါလေးမကွဲပါတခါလေးကတ်ပေးလိုက်ပါမယ်မကွဲကတ်တဲ့ချိန်ကျရင်လေဖုံနေပြောင်းနေဖို့တော့အရေးကြီးပါတယ်မဟုတ်ဘူးဆိုရင်တော့လေးတွေပါခိုးသွားနိုင်လို့ပါဒီချာလေးတန့်ရှင်းရေးလုပ်ဖို့လိုပါတယ်930ကိုလည်းလူတစ်လောက်ပဲကျွန်တော်အသုံးပြုတင်ပါတယ်အများကြီးအသုံးပြုရင်တော့မန်ကတ်တကပိုမကောင်းသွားတဲ့ပြင်ပိုဆိုးသွားနိုင်လို့ပါဟုတ်โอเคလီမကိုအောင်ကျွန်တော်တို့ကတ်မယ်ဒီချာလေးကိုဖက်ဒီဖက်ညီလားဆိုတာချိန်မယ်ချိန်ပြီးပြီဆိုရင်တော့အဆင်ပြေပြီဆိုရင်ကတ်ပေးလိုက်မယ်ဒီချာလေးတန့်ရှင်းရေးလုပ်ပေးမယ်โอเคနောက်ဘက်ကလက်ပေါ်ကအော်ဒီကိုလည်းတေချာရှင်းမယ်ရှင်းပြီဆိုရင်တော့ကျွန်တော်တို့ဒီ9000ကိုပဲပြန်သုံးပြုပြီးတော့နောက် backlight ကိုကျွန်တော်တို့ပြန်ကပ်ပေးမယ်ဆိုတော့ကော်တွေကိုလည်းလိုအပ်တဲ့လောက်ပဲသုံးပါလိုအပ်တဲ့နေရာမှာတွားပြီးတော့မဖြုံးပါနဲ့ဟောညစ်ပတ်သွားနိုင်ပြီးတော့မချီရောက်မှာဆိုလို့ပါโอเคတပည့်တိတ်ကလည်းခွာထားလိုက်မယ်ပြီးတော့အောက်ကဖော့တုံးကိုခံပြီးတော့ကျွန်တော်တို့ညက်တဲ့ဟာနဲ့အနာရီဝန်းကျင်လောက်ထပ်ပြီးတော့ညက်ထားလိုက်မယ်ဒီနေရာမှာညက်တဲ့ဟာမရှိဘူးဆိုရင်လည်းဒီကွင်းကိုအသုံးပြုနိုင်ပါတယ်โอเคဒါကတော့လဲပြီးသွားတဲ့အနေထားပါ YouTube က Infinite Phone လုံးဘယ်လိုမှန်လဲလဲဆိုတာအားလုံးပဲသိပြီးကြပြီလို့ကျွန်တော်ထင်ပါတယ်။အောင်မှန်လဲတာကိုလေ့လာနေတဲ့သူတွေအတွက်ရော user တွေအတွက်ရောအသိပညာဘူးသူစားတစ်ခုရရှိခဲ့မယ်လို့လည်းကျွန်တော်ထင်ပါတယ်
ဆိုတော့နောက်လာမယ့်ဗီဒီယိုကြရင်ဒီညီလေးမေးထားတဲ့ comment ကိုလည်းပြန်လည်ပြီးတော့ဖြေပေးပါအောင်မယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်